ကျွန်တော်စင်ကန်နေစဉ်အတွင်းမှာပဲရရှိလာတဲ့အလွတ်တေကန်ဘောကိုတော့ပေါ်ဆန်းမွေးကန်သွင်းမဲ့အနေထားကိုလည်းမြင်တွေ့ရတယ်မြ။တောက်လျှောက်ပဲလက်စွမ်းပြနေတဲ့ပသိမ်သိန်းရဲ့ဂိုးသမားဒီချိန်မှာလည်းကာကွယ်နိုင်မလားဆိုတာပြောရင်ဆိုရင်ကန်ပြီဂိုးပြီခင်ဗျာဒါဟာတိတ်တန်း100တန်ပေါ်ဆန်းမွေးပဲဖြစ်ပါတယ်ချက်ကန်းဆန်အိုတိုးတာကိုဒီကောင်တွေကို free kick မပေးနဲ့လို့ငါမှားထားတယ် ပြောတာကိုကျွန်တော်ဒေါင်းကန်ဘောလို့ကြားလိုက်တာအဲ့ဒါကြောင့်ဒေါင်းကန်ဘောသူတို့အတင်းကိုမပေးအောင်စားတယ်ဒေါင်းကန်ဘောလည်းမပေးနဲ့ free kick လည်းမပေးနဲ့ဒီကောင်တွေအတင်းကတဲကန်ဘောကိုပေးလို့ရတဲ့အတင်းမဟုတ်ဘူးရောက်နေဂိုးထက်မပေးနဲ့တော့နော်အကုန်လုံးထမင်းပြောင်းစားရတော့မယ်ငါတို့ဒီမှာလည်းပေါ်ဆန်းမွေးဆွဲလာပြန်ပြီဗျာဘယ်ချိန်နဲ့ဖြတ်တင်ပေးတယ်အဆန်စီယိုဂျုံလိုနေထားနဲ့ဖြတ်ထုတ်နိုင်ခဲ့တော့ခင်ဗျာမြင်တွေ့ရတဲ့အဆန်စီယိုအနေနဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်ကိုဟန်တာရမှာ6တောက်တွေမကဒုတ်တွေပါသုံးလာခဲ့တာခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့နိုင်ပွဲနဲ့ပတ်သက်ပြီးဘာမှပြောချင်ပါလဲဗျာဘာမှတော့တွေ့ထူးမရှိပါဘူးဒါလောကဒန်ရဲ့ပုံမှန်ပြကွက်တွေပါတခုပြောချင်တာကတော့ဘူစာတွေတိတ်မစားပါနဲ့ထမင်းပြောင်းစားကြပါလို့ rice baby Rice, baby. Rice, baby. All right, stop. Elaborate and listen. Rice is back with my brand new invention. Something got a hold of me tightly. Flow like a harpoon, daily and nightly. Will it ever stop, yo? I don't know. Turn off the lights, yo. And I'll glow to the extreme. I rock a mic like a vandal. Light up the stage and watch a light. မနှက်ဖြန်ပွဲမှာအနိုင်ရမယ်ကိုယ်စိတ်ကူးနဲ့အစီအစဉ်ဆွဲအဲ့ဒီပွဲမှာအနိုင်ရဖို့မတိကြဘူးကွယ်အစနေနိုင်ချွတ်ပြမယ်ပြောထားလို့ဖုန်းလေးခေါ်နေကြတယ်ချွတ်ပြမယ်လို့ပြောတာတကယ်တော့မျက်ကမှန်ကိုပြောတာပါရှင်ဘာပြောနိုင်ရလို့ဝမ်းသာပါတယ်အစနေတင်ပလာရမှာတကယ်ချွတ်ပြပါမယ်အားလုံးကျေးဇူးတင်တယ်ကီလီယန်ကီလီယန်မလေးထိုးပြအောင်ဘာပေကီလီယန်ရေချက်ချင်းပြန်တော့မလို့လားထမင်းစားတော့ပြီးမှအေးစေးပြန်มาလားဗျအဲ့ထမင်းဆိုတဲ့တောင်လုံးဝမကြားချင်းဘူးအဲ့ထမင်းကိုလည်းပြောင်းစားစရာဘာအကြောင်းမှမရှိဘူးငါတို့ပသိမ်သားတွေကဟာလဝါပဲကြိုက်တယ်မင်းတို့ပသိမ်ရောက်မှတွေ့မယ်